ကျော်ဒီဖက်ခေ 5G ဖုန်းတစ်လုံးကို2သိန်းခွဲဝန်းကျင်လောက်နဲ့ရမယ်ဆိုတာဖြစ်နိုင်ပါမလားကျော်ဒီဝက်မီ73က 5G ကတော့ကျွန်တော်တို့ဖြစ်အောင်လုပ်ပေးထားပါတယ်ဒါပေမဲ့ review ထဲမှာအားနည်းချက်တွေကိုပါတခါရေးထည့်ပြောပေးမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တော့လုပ်မယ်နော်ဒါဆိုဗီဒီယိုလေးကိုစလိုက်ရအောင်ဆိုတော့အရင်ဆုံးသူ့ရဲ့အပြင်ပန်း body ကိုချက်ကြည့်လိုက်ရအောင်ဒီကောင်မှာတော့မြင်တဲ့အတိုင်းပဲသူ့ရဲ့ body frame တွေမှာတော့နည်းနည်းပွင့်ရဆင်းရနည်းနည်းတော့ပါမယ်နောက်ဘက်ကလပ်မှာကတော့လုံးဝတန့်နေသေးတယ်ပြီးတော့သူကဝယ်ထားတာတော့သိမကြသေးဘူးဒါပေမဲ့မကွဲကတ်ပြီးတော့မသုံးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ original မှာတော့နည်းနည်းချစ်ရလေးတော့ပါမယ်ဒါတွေကသူ့ရဲ့အားနည်းချက်ပါဒါပေမဲ့ချစ်ရပါရတယ်ဆိုပေမဲ့မကွဲကတ်သုံးပြီဆိုတော့အဆင်ပြေပါတယ်ဒါကြောင့်အကြံပေးချင်တာကကျွန်တော်တို့၄-၅သိန်းဝန်းကျင်ဖုန်းတွေကိုဝယ်ထားပြီးတော့မှဒီရဲ့မကွဲ၄-၅ထောင်ပြီးတော့မနာမျိုးဖို့တော့လိုပါမယ်မဟုတ်ရင်ကျွန်တော်တို့ပြန်သွားရောက်တဲ့ချိန်ကျရင်ဈေးကနည်းနည်းလျော့သွားတတ်ပါတယ်ဒါတော့ကျွန်တော်အကြံပေးချင်ပါတယ်ဒီကောင်မှာသုံးပေးထားတဲ့ display ကတော့ 6.74 inch ကိုမှ 90Hz refresh rate ပါဝင်လာလို့ပို့ရတော်တော်လေးကိုချုံးမွေးတယ်ပြီးတော့ IPS LCD screen ဖြစ်နေပေမဲ့AMOLED လောက်မြည်ရဲ့အဆင့်ရှိတယ် performance ဘိုင်းမှာဆိုရင်တော့ Dimensity 6100ချိတ်ဆက်ကိုအသုံးပြုပေးထားတယ်ဒါပါလို့ဆိုလိုရတယ်ဆိုရင်ဒီရဲ့ဈေးတန်းမှာ 5G ကွန်ရက်ကိုကောင်းကောင်းကြီးအသုံးပြုလို့ရပြီဆိုတာပါပဲဆိုတော့ကိန်းစောတာ Facebook ကြည့်တာ YouTube ကြည့်တာ TikTok ကြည့်တာလောက်ကတော့ smooth ဖြစ်အသုံးပြုနိုင်တယ်ဆိုတော့ကင်မရာဘိုင်းမှာကတော့နောက်ဘက်မှာ 15 megapixel main camera ကိုအသုံးပြုပေးထားတယ်နိခင်ဘက်အလင်းရောင်ကောင်းတဲ့နေရာမှာဓာတ်ပုံရိုက်မယ်ဆိုရင်အယောင်သွေးတွေကဆိုပြီးတော့ဒီတိုင်းကောင်းပါတယ် Safini နဲ့ကတော့5 megapixel ကင်မရာကိုအသုံးပြုပေးထားပြီးတော့မတန်တဲ့ပုံရိုက်တာဗီဒီယိုခေါ်ပြောတာတွေကတော့လုံးဝအဆင်ပြေတယ်ဒါပေမဲ့ညဘက်မှာဓာတ်ပုံရိုက်မယ်ဆိုရင်တော့ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့အတွက် noise တွေနည်းငယ်ပါဝင်တာရောရှိတယ်။ဆိုတော့ဗီဒီယိုပိုင်းမှာကတော့1080p resolution နဲ့ပဲဒီကောင်ကရိုက်ကူးနိုင်ပါတယ်။ဒါဆိုဂိမ်းအောင်ဆော့လို့ရလားဆိုတော့မေးစရာရှိပါတယ်။ကဲ mobile legend တို့ VUG တို့ကိုတော့ဆော့လို့ရပါတယ်။ဒါပေမဲ့ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့အတွက်တင်မြင့်ကြီးထားပြီးတော့ဆော့မယ်ဆိုရင်တော့ဖုန်းပူလာတဲ့မြ Android တွေပါဖြစ်တတ်တယ်။စတင်အလယ်လက်လောက်နဲ့ထားပြီးတော့ဆော့မယ်ဆိုရင်တော့ AACC ဆော့လို့ရပါတယ်။ဘက်ထရီအနေနဲ့ကလည်း9000 mAh ဘက်ထရီပါဝင်လာတာဖြစ်တဲ့အတွက်နေ့စဉ်အသုံးပြုသူတွေအတွက်ရောဂိမ်းဆော့မဲ့သူတွေအတွက်ပါလုံးဝကိုအဆင်ပြေစီမဲ့အနေထားပါ။ငုံပြီးသုံးသပ်ရမယ်ဆိုရင်ဒီ Redmi 73 5G ကအကျန်းခန္ဓာကိုယ်မှာကြိုက်တဲ့သူတွေ battery ခန္ဓာကိုယ်မှာကြိုက်တဲ့သူတွေနဲ့ social media တွေကို smooth ဖြစ်အသုံးပြုချင်တဲ့သူတွေအတွက်ကတော့လုံးဝအဆင်ပြေစီမဲ့ဖုန်းတစ်လုံးပါ။ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့စီစဉ်ကိုရောက်ရှိလာပါပြီ။ကျွန်တော်လည်းထဲမှာတင်ထားတဲ့ဒီ Redmi 73 5G ကမြင်တဲ့အတိုင်းပဲ body တွေကတော့နည်းနည်းပုံရချစ်ရလေးရောပါမယ်။မကတော့ချစ်ရပါမယ်။ကျန်တာကတော့လုံးဝ error ရှင်းပါမယ်။ဒါကိုကျွန်တော်တကယ်လိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်2,45000ကျပ်ထဲနဲ့ကျွန်တော်ရောင်းချပေးပါမယ်။အရေးအတွက်ကတော့ဒီကလုံးပဲရှိပါတယ်။ဆိုတော့စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင်တော့အောက်က driver number မှာတွားရောက်မေးမြန်းပြီးတော့ဆက်သွယ်နိုင်ပါတယ်။ရိုင်းရောက်တဲ့ဘေးမြို့တဲ့ဒီတက်ကုန်ဆိုကျွန်တော်အိမ်ရောက်ဝင်ချင်းနေပို့ဆောင်ပေးပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်လာမျိုးဒီမှာတွေ့ကြကြပါ